တရားခံနဲ့ရာဇဝတ်ကောင်တွေလုံးဝမရှိတော့လို့ရှိသမျှထောင်တွေကိုတစ်ခုပြီးတစ်ခုလိုက်ပိတ်မိနေရတဲ့ကမ္ဘာအေဂျင့်ဆုံးနိုင်ငံအဲ့ဒါကတော့ Ladies and gentlemen, welcome to the Netherlands. အကျဉ်းထောင်တွေကိုပြပြရုံနေတာမကပဲအိန္ဒိယနိုင်ငံတွေကအကျဉ်းသားတွေကိုပါအခကြေးခွင့်ယူပြီးငှားရမ်းထည့်ပေးနေရတဲ့ဒီနိုင်ငံရဲ့မြုံနှံစရာအမိုက်စာအကြောင်းအရာတွေကိုပြပြပေးသားပါမယ်ကျွန်တော်ကတော့အစီအစဉ်ဆက်သွင်းရအောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာတော့ထောင်လေးဆိုတာအမြဲတမ်းအကျဉ်းသားတွေနဲ့ပြည်နယ်လေးရှိပေမဲ့နေသားလမ်းမှာတော့ရာဇဝတ်မှုနှုန်းက300%နီးပါးအထိကျဆင်းသွားခဲ့ပါတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်နိုင်ငံအတွင်းမှာတင်အကျဉ်းထောင်ပေါင်း30ကျော်ကိုလုံးဝပိတ်ပစ်လိုက်ရပါတယ်ပိုပြီးလန်းတာကတော့ဒီလိုပိတ်ပစ်လိုက်တဲ့ထောင်အဆောင်အဟောင်းကြီးတွေကိုအလကားတမထားပဲခင်မီဆိုင်ကဟိုတယ်တွေစာကြီးကြိုက်တွေနဲ့လူငယ်တွေအတွက်ဖျော်ဖြေရေးကွင်းပြင်ကြီးတွေအဖြစ်ပြောင်းလဲပြစ်ခဲ့တာပဲဖြစ်ပါတယ်နေသားလမ်းမှာဘာလို့ရာဇဝတ်မှုရှိသလောက်နေရလဲဆိုရင်သူတို့ရဲ့ပြည်တံပေးတဲ့စနစ်ကလူတွေကိုထောင်ထဲထည့်ပြီးနှိပ်စက်ဖို့မဟုတ်ပဲလူကောင်းဖြစ်အောင်ပြုပြင်ပေးဖို့ပဲဖြစ်လို့ပါပဲကျွန်တော်တို့စီမှာပြစ်မှုတစ်ခုလုပ်ရင်ထောင်ထဲတန်းထည့်လိရှိပေမဲ့သူတို့စီမှာတော့အသေးအဖွဲအမားလုံးမဲ့သူတွေကိုထောင်ထဲမထည့်ပဲ electronic ချင်းချင်းတွေဝတ်တက်ပြီးအပြစ်မှာပဲပုံမှန်အလုပ်လုပ်ခွင့်ပေးထားပါတယ်ဒီစနစ်ကြောင့်လူတွေကလူဖွဲ့စည်းကြမှာပုံမှန်အတိုင်းပြန်လည်အခြေချနိုင်ပြီးရာဇဝတ်မှုထပ်မလို့ဖြစ်တော့တာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ထားရှင်ချက်ကတော့နေသာလန်နိုင်ငံရဲ့မျိုးပြလုံခြုံရေးအခြေအနေဟာကျွန်တော်တို့မြန်မာပြည်ကရှေ့ကြီးရွာကြီးတွေရဲ့ဒလိနဲ့တွတ်တူနေတာပဲဖြစ်ပါတယ်မြန်မာကြီးလက်တွေမှာအချင်းချင်းယုံကြည်မှုရှိလို့အိမ်နဂါဖွင့်အိတ်ကြတဲ့ရိုးရာရှိသလိုမျိုးနေသာလန်မှာလည်းနိုင်ငံလုံးအတိုင်းအတာနဲ့တခုတည်းများတွေဘေးအန္တရာယ်မရှိတာကြောင့်လမ်းမတွေပေါ်မှာရဲကင်းတွေကင်းလဲတာတွေတောင်ရှိမနေပါဘူးနှစ်နိုင်ငံစလုံးဟာစိတ်ချမ်းသာကိုချမ်းသာနဲ့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်တဲ့အေဂျင့်တဲ့အနှစ်သာရကိုကမ္ဘာရှိချမ်းတဲ့အနောက်ချမ်းမှာပုံစံကွဲပြားစွာဖြင့်ဖန်တီးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့ကရာဇဝတ်ကောင်မရှိလို့ထောင်တွေပိတ်ထားရတဲ့နေသာလန်နိုင်ငံလိုမျိုးကျွန်တော်တို့မြန်မာပြည်မှာကောအိမ်တကားတွေဖွင့်အေးလို့ရတဲ့အထိအေဂျင့်တဲ့နေရက်တွေအများဆုံးရောက်လာစေခြင်းပြီလားကိုယ့်ရဲ့ဆန္ဒလေးတွေကိုကွန်မန့်မှာရေးဝဲကြပါဦးနော်နောက်ထပ်လည်းကမ္ဘာနိုင်ငံတွေရဲ့ထူးခြားဆန်းပြတဲ့သမိုင်းနဲ့ဘ ഹു တုဒတွေကိုလမ်းမလွတ်တာကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ page ကိုအခုပဲ like and follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်